စ်တဲ့သူကိုဖွင့်ပြောပြဖို့အသက်နှလုံးရဲ့အကြောင်းလေးတွေကိုကွယ်လို့ရဲ့ကြည်ပါစေဒီရင်တဲ့ကပြင်းပြတဲ့ခံစားချက်ကိုတိမ်မွေးနူးညံ့လာတဲ့ရင်ခုန်တဲ့စက္ကန့်တိုင်းကိုပြေဝင်ကြည့်ပါမေးရဲ့နာစင်ပေးပါမေးရဲ့တန်စင်လေးကစီကြညီညာကခုန်နေတဲ့တနေ့နေ့မှာကွယ်ဖွင့်ပြောလိုက်မေကွယ်ချစ်တဲ့သူကိုဖွင့်ပြောပြဖို့အသက်နှလုံးရဲ့အကြောင်းလေးတွေကိုကွယ်လို့ရဲ့ကြည်ပါစေဒီရင်တဲ့ကပြင်းပြတဲ့ခံစားချက်ကိုတိမ်မွေးနူးညံ့လာတဲ့ရင်ခုန်တဲ့စက္ကန့်တိုင်းကိုပြေဝင်ကြည့်ပါမေးရဲ့နာစင်ပေးပါမေးရဲ့တန်စင်လေးကစီကြညီညာကခုန်နေတဲ့တနေ့နေ့မှာကွယ်ဖွင့်ပြောလိုက်မေကွယ်အချစ်ကိုတန်မိုးထားပြီးယုံကြည်ချက်နဲ့ထာဝရချစ်မှာပါညစဉ်အိမ်မက်ထဲမှာငကိုကြားကလေးဖွင့်ပြောခဲ့သလိုပါပေးဆက်သူတွေအတွက်ပါအချစ်ကိုလေးမျိုးသိလို့နေတာချစ်တဲ့သူကိုဖွင့်ပြောပြဖို့အသက်နှလုံးရဲ့အကြောင်းလေးတွေကိုကွယ်လို့ရဲ့ကြည်ပါစေဒီရင်တဲ့ကပြင်းပြတဲ့ခံစားချက်ကိုတိမ်မွေးနူးညံ့လာတဲ့ရင်ခုန်တဲ့စက္ကန့်တိုင်းကိုပြေဝင်ကြည့်ပါမေးရဲ့နာစင်ပေးပါမေးရဲ့တန်စင်လေးကစီကြညီညာကခုန်နေတဲ့တနေ့နေ့မှာကွယ်ဖွင့်ပြောလိုက်မေကွယ်အချစ်ကိုတန်မိုးထားပြီးယုံကြည်ချက်နဲ့ထာဝရချစ်မှာပါညစဉ်အိမ်မက်ထဲမှာငကိုကြားကလေးဖွင့်ပြောခဲ့သလိုပါဆက်သူတွေအတွက်ပါအချစ်ကိုလေးမျိုးသိလို့နေတာအချစ်ကိုတန်မိုးထားပြီးယုံကြည်ချက်နဲ့ထာဝရချစ်မှာပါညစဉ်အိမ်မက်ထဲမှာငကိုကြားကလေးဖွင့်ပြောခဲ့သလိုပါပေးဆက်သူတွေအတွက်ပါအချစ်ကိုလေးမျိုးသိလို့နေတာဆက်သူတွေအတွက်ပါအချစ်ကိုလေးမျိုးသိလို့နေတာ